င်းတရရွှေဥမင်လိုင်ကူဆိုတာမြန်မာနိုင်ငံရဲ့မြေအောက်ကဘာမှာဝတ်ထားတဲ့ရတနာတိုက်ကြီးတစ်ခုလို့ပြောရင်မမှားပါဘူးဒီလိုင်ကူတွေကိုဝင်လိုက်တာနဲ့တစ်မျက်စိရှိမှပေါ်လာမဲ့မြင်ကွင်းကတကယ်ကိုအမခမ်းပါပဲရုပ်ပွားတော်ပေါင်း8000ကျော်ဟာလိုင်ကူနေရန်တွေလိုင်ကောင်းတွေထဲမှာနေရာအနှံ့တည်ရှိနေတာကိုတွေ့ရပါလိမ့်မယ်အရွယ်အစားမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ခေတ်အဆက်ဆက်ကဖျားပကြီးကားတစ်ချက်လိုပဲစီရီနေတာကိုမြင်ရတဲ့အခါဘသူမဆိုအံ့ဩမြင်တက်ရပါလိမ့်မယ်ဒီလိုရုပ်ပွားတော်များစွာကိုတနေရာထဲမှာစူးစီးမှုတွေ့ရတာကတကယ်ကိုထူးခြားတဲ့အတွေ့အကြုံပါပင်းတရလိုင်ကူကလူလုံးမဟုတ်ပဲတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ထုံးကြောက်လိုင်ကူတစ်ခုပါနှစ်ပေါင်းများစွာကြာအောင်တဘာဝရဲ့ပကြီးကားတစ်ချက်လိုထွင်းထူးဖန်တီးထားတဲ့ကြောက်ဆက်ပန်းဆွဲတွေကြောက်တိုင်တွေနဲ့ထူးခြားတဲ့ပုံစံတွေကတင့်ကိုမြင်မောစေမှာပါဒီလိုင်ကူနဲ့ပတ်သက်ပြီးမြန်မာတွေကြားမှာလူသိများတဲ့ဒဏ္ဍာရီပုံမြင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ချုံမောလှပတဲ့မင်းသမီးကိုပင့်ကူကြီးတစ်ကောင်ကဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့အကြောင်းပါ။နောက်ဆုံးမှာတော့မင်းသားတစ်ပါးကပင့်ကူကြီးကိုတက်ပြီးမင်းသမီးငယ်အပါအဝင်မင်းသမီး9ပါးကိုကယ်တင်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုဒဏ္ဍာရီတွေကပင်းတရလိုင်ကူကိုပို့ပြီးလှုပ်ဝက်ဆန်းကျဲတဲ့အငွေ့သက်တွေပေးစွမ်းနေပါတယ်။နှစ်စဉ်နှစ်တိုင်းမြန်မာပြည်အနှံ့ပြားကရောနိုင်ငံတကာကခီးသွွားတွေပါဒီလိုင်ကူရဲ့ထူးခြားဆန်းကျယ်မှုနဲ့တမိုင်းကြောင်းကိုလာရောက်လေ့လာကြပါတယ်။ပင်းတရကိုရောက်ဖူးရဆိုရင်တင်းရဲ့အတွေ့အကြုံလေးတွေမျှဝေပေးခဲ့ပါဦးလား။ဒီလိုစိတ်ဝင်စားဖွယ်ရာနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်။